အဲ့ဒီစိတ်ဓာတ်တွေရှိနေမယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်ဟာငါဘုရားနဲ့အဝေးကြီးသူသာလည်းငါနဲ့ဝေးတာမဟုတ်ငါကလည်းသူနဲ့အဝေးကြီးတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့အကြောင်းပြချက်ကလေးမြတ်စွာဘုရားကပြောတယ်တရားကိုမမြင်ဘူးဆိုရင်ဒါဘုရားကိုမမြင်နိုင်ဘူးတဲ့နော်အကျင့်ပုဂ္ဂိုလ်တူတယောက်ဒီတရားကိုမြင်တဲ့သဘောမရှိဘူးအဲ့လိုတရားကိုမမြင်တဲ့ပုဂ္ဂိုလ်ဒီဒါမြတ်စွာဘုရားကိုမြင်တယ်လို့မဆိုနိုင်ဘူးဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ဒီငါနဲ့အလွန်နီးကပ်စွာနေတော့လည်းပဲတရားကိုမမြင်တဲ့အတွက်ကြောင့်ငါဘုရားနဲ့နီးဖို့နေတာလားမြင်ကိုမမြင်ရဘူးဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောနော်ဒါကြောင့်ပိဿမောတော်ကောင်းတို့ဘုရားနဲ့နီးတယ်ဘုရားနဲ့ဝေးတယ်ဆိုတာခန္ဓာကိုယ်ချင်းနီးတာဝေးတာကိုအဓိကကြည့်ပြီးတော့မြတ်စွာဘုရားဟောတာမဟုတ်ဘူးခန္ဓာကိုယ်ချင်းဘလို့ပဲနီးနေစေကမို့အကယ်၍ခုနကပြောခဲ့တဲ့အင်မတန်ရုပ်ညံ့တဲ့သဘောတဘာဝကိုမျိုးနော်အဲ့ဒါရှိနေမယ်ဆိုရင်အဲ့ဒါမြတ်စွာဘုရားနဲ့ဘလောက်ပဲခန္ဓာကိုယ်ကနီးနေတော့လည်းပဲသဘောတဘာဝအဖြစ်တော့အလွန်ဝေးတယ်ပေါ့အဲ့ဒီကိုမျိုးကိုပြန်ပြီးတော့တရားဓမ္မတို့ဦးဇင်းတို့မှတ်သားကြည့်ပဲနော်ဒါတွေကတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်ရဲ့တန်ခါမှာများသောအဖြစ်တော့ရှိနေတတ်တယ်ပေါ့နော်ရှိနေတတ်တယ်အဲ့ဒါပထမဘာပြောလို့ဆိုတော့အဘိဇ္ဇာလူနော်အဘိဇ္ဇာတရားတွေများနေတယ်သူများပစ္စည်းကိုမတရားလို့ရင်းနဲ့သူများပစ္စည်းကိုပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့မကြာခဏတွေးမိတယ်နော်အဲ့ဒါကိုအဘိဇ္ဇာတရားလို့ခေါ်အဲ့ဒီအဘိဇ္ဇာတရားတွေရှိနေမကောင်းဘူးပေါ့နော်ပြီးတော့ကာမေတုတိဗ္ဗတာရာကောကာမဂုဏ်အာယုန်တွေရဲ့ပုံမှာအလွန်ပြင်းထန်စွာဆွဲလန်းတဲ့မက်မောတဲ့သဘောဟာလည်းပဲမကောင်းဘူးပေါ့နော်ကာမဂုဏ်အာယုန်ဆိုတာကဘေဒဘောင်တော်တို့အလုံးဒီလောက်ကတော့ကျွမ်းကျင်လိမ့်မှကြပြီးသားလို့ဥစဉ်ထင်ပါတယ်နော်ကာမဂုဏ်အာယုန်ဆိုတာကအစဉ်မျိုးစုံရှိတယ်အတန်မျိုးစုံရှိတယ်အနတ်မျိုးစုံရှိတယ်အရာသာမျိုးစုံရှိတယ်အတွေ့အထိမျိုးစုံရှိတယ်ဒါတွေရဲ့ပုံမှာကိုယ်ကဆွဲလန်းတယ်မက်မောတယ်ဆွဲလန်းမက်မောတယ်ဆိုတဲ့နေရာမှာတာမန်ပြောထားတာမဟုတ်တိတ်ပဆိုတာအလွန်ပြင်းပြင်းထန်တာနော်မရရင်မနေနိုင်မမြင်ရရင်မနေနိုင်မကြားရရင်မနေနိုင်ဟုတ်လားဒီဟာရဲ့ပုံမှာအလွန်မှဆွဲဆွဲလန်းလန်းတန်တမက်မက်ဖြစ်နေတာမျိုးဒါကမဟုတ်အာယုန်တွေရဲ့ပုံမှာအလွန်မှဆွဲလန်းမှုမက်မောမှုအားကြီးတယ်လို့ဆိုတာနှစ်ချက်ရှိသွားပြီနော်ပြီးတော့ဗျာပါဏစိတ်တော်တယ်ဖောက်ပြန်တဲ့စိတ်ရှိတယ်စိတ်ကပုံမှန်မဟုတ်ဘူးပေါ့ဟုတ်လားပုံမှန်မဟုတ်ဘူးဆိုတာကယူသွတ်နေတာမျိုးကိုဆိုလိုတာမဟုတ်နောက်စိတ်ရဲ့သဘောတဘာဝဖောက်ပြန်နေတယ်ဆိုတဲ့ကွာစားသူကောင်းတော့မကောင်းဘူးပေါ့ဟုတ်လားဒီဗျာပါဏစိတ်တော်ဗဒုဋ္ဌမနသင်္ကပ္ပောတဲ့နော်လေးခုမြောက်ကဗဒုဋ္ဌမနသင်္ကပ္ပောဆိုတာဗဒုဋ္ဌဆိုတာကပြင်မာလို့တဲ့စိတ်ကြမ်းတမ်းတဲ့စိတ်တစုံတယောက်ကိုပျက်စီးသွားစီလို့လားဆင်းရဲသွားစီလို့လားတော့ဒေါသပြတ်ထမ်းတဲ့သဘောပါပဲအေးသင်္ကပ္ပဆိုတာကအတွေးကြံပေါ့နော်ဗဒုဋ္ဌမနသင်္ကပ္ပောဆိုတာသူ့ရဲ့စိတ်ထဲမှာပြင်မာလို့တဲ့စိတ်ပျက်စီးဆိုတဲ့စိတ်တွေနဲ့တွေးကြံနေတတ်တဲ့သဘောကိုဒါဗဒုဋ္ဌမနသင်္ကပ္ပလို့ခေါ်အဲ့ဒါရှိနေရင်လည်းပဲဒါဘုရားနဲ့မနေဘူးဘုရားနဲ့ဝေးတယ်ဟုတ်လားလေးမျိုးရှိသွားပြီနော်ပြီးရင်မုဋ္ဌတတိတဲ့တတိကင်းလွတ်တယ်တတိဆိုတာကဒီနေရာမှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့ဖြစ်ပြီးသားတွေကိုပြန်ပြီးတော့အမှတ်ရတာကိုလည်းပဲတတိလို့တချို့ပြောကြတာရှိရပေါ့နော်ဒီနေရာမှာဆိုလိုတဲ့တတိကအဲ့ဒီတတိကိုဆိုလိုတာမဟုတ်ဘူးဟုတ်လားကိုယ်ခန္ဓာမှာဘာဖြစ်နေတယ်လဲဆိုတာကိုသိတယ်အမှတ်ရတတ်တဲ့တတိကိုဆိုလိုတာနော်တဲ့တယ်ပြောရလို့ရှိရင်သတိပဋ္ဌာန်တရား၄ပါးမှာပါတဲ့တတိပေါ့နော်ယောဂရပိုင်းစဉ်းစားကိုသိနေမယ်ခံစားချက်ဝေဒနာကိုသိနေမယ်ဟုတ်လားစိတ်တွေဖြစ်တိုင်းသိနေမယ်ဓမ္မတဘာဝတွေဖြစ်တိုင်းသိနေမယ်ဆိုရင်ဒါတတိကအကြီးအကဲနေရာနဲ့ပါနေတယ်အဲ့ဒီတတိမျိုးအဲ့ဒီပုဂ္ဂိုလ်တဏ္ဍာမှာမရှိဘူးတတိကင်းနေတယ်ခန္ဓာပေါ်မှာတတိကတ်ထားတဲ့သဘောမရှိဘူးเนาะအဲ့ဒါကိုပါတော့မௌဒတတိတဲ့ဒါဆိုရင်လည်းဘုရားနဲ့ဝေးတယ်ပေါ့ဟုတ်လားပြီးရင်ပါတော့အတံပဇင်ညာတဲ့အတံပဇင်ညာဆိုတာကတံပဇင်တရားမရှိတာတံပဇင်တရားဆိုတာပညာကိုပြောတာပါစဉ်းစားတဲ့ဆင်ញင်တတ်တဲ့အမှန်တိုင်းစဉ်းစားဆင်ញင်တတ်တဲ့ဉာဏ်ပညာကိုအဓိကဒီနေရာမှာရည်ရွယ်ပြီးတော့ပြောတာเนาะအကျိုးရှိတာမရှိတာကိုစဉ်းစားတတ်ဖို့ဆင်ញင်တတ်ဖို့လိုတယ်နောက်တထကဓမ္မစဉ်နဲ့ဟုတ်လားလုံတဲ့နာမလုံတဲ့နာကိုလည်းပဲစဉ်းစားဆင်ញင်တတ်ဖို့လိုတယ်ဟုတ်လားတပ္ပါယဓမ္မစဉ်ဆိုပြီးတော့ဓမ္မစဉ်တရား၄ပါးပိဋကပေါင်းတော်အောင်လို့ကြားဖို့ပြီးသားဖြစ်မယ်လို့အရင်ထင်ပါတယ်เนาะအေးအဲ့ဒီဓမ္မစဉ်တရားတွေကင်းမဲ့နေတယ်ဆိုလို့ရှိရင်လည်းပဲဒါပါလို့ဖရာနဲ့ဝေးတယ်တဲ့ဘယ်နှမျိုးရှိသွားပြီတော့6မျိုးရှိသွားပြီနောက်ပါပြောတော့ဆိုတော့အတ္တမဟိတောတဲ့တမာတိလည်းမရှိဘူးတည်ငြိမ်တဲ့သဘောမရှိဘူးတည်ငြိမ်တဲ့သဘောမရှိလို့ရှိရင်
မှန်မှန်ကန်ကန်သိတယ်နားလည်တယ်မြင်တယ်ဆိုတဲ့ဉာဏ်ဆိုတာဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်တမာတိတရားဆိုတာကလည်းတန်ဖိုးရှိတဲ့အရာပေါ့အဲ့ဒီတန်ဖိုးရှိတယ်လို့ဆိုရဲအဲ့ဒီတမာတိတရားကလည်းသူ့တန်တမ်းမှာမရှိဘူးတဲ့ဒါဆိုရင်လည်းဘုရားနဲ့ဝေးတယ်ပေါ့ဟုတ်လားပြီးတော့မပြောတော့တမာဟိတော်ပြီးတော့ဝိပ္ပန္နစိတ်တော်တမာတိမရှိုံမျှတယ်မကဘူးအလွန်မှသူ့ရဲ့စိတ်ဟာတုန်လှုပ်နေတယ်ပြန့်လွင့်နေတယ်ဘာမှသူကတည်တည်ငြိမ်ငြိမ်စူးစီးထားတဲ့သဘောမျိုးဘာမှမရှိဘူးအလွန်တရာမှတုန်လှုပ်နေတဲ့သဘောရှိတယ်ဒါဆိုရင်လည်းပဲဘုရားနဲ့ဝေးတယ်ပေါ့နောက်ဆုံး9ခုမြောက်ကတော့သူကတော်တော်စဉ်းစားရကောင်းတယ်ပါကတိတ်တရီရောတဲ့အိန္ဒြေကိုစောင့်စည်းတဲ့သဘောဘာမှမရှိဘူးမျက်စိနာနာလျှာကိုစိတ်ကိုစောင့်စည်းတဲ့သဘောဘာမှမရှိဘူးနော်မျက်စိနာနာလျှာကိုစိတ်ကိုအရင်လိုအိန္ဒြေ6ပါးလို့လည်းဆိုသလိုဒွါရ6ပါးလို့ကမပြောဘူးလားပြောတယ်ဒွါရဆိုတာတကားပေါက်ပေါ့နော်ဒီတကားပေါက်ကနေပြီးတော့အာယုန်တွေဟာဒါဝင်ထွက်သွားလာနေတယ်လို့တင်စားပြီးတော့ပြောလို့မရဘူးလားအဲ့ဒါလိုအာယုန်တွေနဲ့ဒီဒွါရတွေနဲ့ထိခိုက်တဲ့အခါမှာကိုကတတိအဆောင်ရှောက်မထားနိုင်ဘူးစောင့်စည်းမှုမရှိဘူးဆိုလို့ရှိရင်လိုချင်စရာလို့ထင်ရင်ဒါလောဘဖြစ်မယ်မကျေနပ်စရာလို့ထင်ရင်ဒါဒေါသဖြစ်မယ်ပေါ့အဲ့လိုလောဘဒေါသဖြစ်ပြီဆိုလို့ရှိရင်ဒါမျက်စိနာနာလျှာကိုယ်စိတ်ကိုစောင့်စည်းတယ်လို့မဆိုနိုင်ဘူးအဲ့လိုမဖြစ်အောင်စောင့်စည်းရမယ်ပေါ့သူကတော့တော်တော်ကိုလေးနေတဲ့အနေအထားမှမရှိဘူးလားရှိတယ်ဦးဇင်းတို့လူငယ်ပိုင်းကိုအဓိကဦးစားပေးပြီးတော့အခြေခံကြစပြောမယ်ဆိုလို့ရှိရင်လည်းပဲဒီမျက်စိနာနာလျှာကိုစိတ်ဆိုတဲ့အိန္ဒိ6ပါးနဲ့ပတ်သက်ပြီးတော့ဒီကိစ္စကတော့မမြင်လဲဖြစ်တယ်ဆိုရင်မကြည့်ပဲနေနိုင်အောင်စောင့်စည်းနိုင်ရမယ်ပေါ့ဒါအစကနဦးဒါလေးတွေကစရမှာပေါ့ဟုတ်လားဒါကကိုယ့်အတွက်အကျိုးမရှိဘူးကိုယ့်အတွက်အများကြီးအကျိုးမဲ့သွားနိုင်တယ်ဆိုရင်ဒါမျိုးကိုမကြည့်ပဲနေနိုင်ရမယ်နားမထောင်ပဲနေနိုင်ရမယ်အဲ့လိုမစားပဲမတောက်ပဲမတွေးပဲမကြံပဲအဲ့လိုမျိုးနေနိုင်ရမယ်ကိုယ့်ကိုယ်ထိမ့်သိမ့်နိုင်ရမယ်ပေါ့နော်အဲ့လိုလဲထိမ့်သိမ့်နိုင်မှုဘာမှမရှိဘူးအဲ့ဒီတရား9မျိုးနဲ့သာပြည့်စုံနေမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားနဲ့ခန္ဓာကိုယ်ချင်းဘလောက်ပဲနီးကပ်တဲ့နေရာမှာနေတကယ်စင်စစ်တော့မြတ်စွာဘုရားနဲ့သူနဲ့ဟာအဝေးကြီးပါတဲ့။ဘာကြောင့်လဲဆိုတော့တရားကိုမမြင်သူသည်ငါဘုရားကိုမမြင်ဘူးဆိုတာကိုအဲ့ဒါမြတ်စွာဘုရားကအကြောင်းပြထားတယ်